မင်္ဂလာပါမပါရှင်နှစ်သက်ပေါ့နော်2026ရောက်တော့မယ်ဆိုတော့အဲ့ဒီနှစ်အတွက်ပေါ့နော်ကိုရီးရဲ့ resolutions တွေကိုဘယ်လိုမျိုးပြောကြမလဲ How do we talk about our New Year's resolutions အဲ့တော့ပြောကြည့်မယ်နော်အဲ့တော့ in 2026 I'm going to plus for one pattern လေးနဲ့ပြောရမှာဖြစ်ပါတယ်ရှင်ဥပမာအနေနဲ့ဆိုလို့ရှိရင်ဒီလိုမျိုးလေးတွေပြောရမှာပေါ့နော်အဲ့တော့ in 2026 I'm going to start eating healthier in 2026 I'm gonna work out 3 times a week in 2026 I am going to travel to a new country in 2026 I'm going to take better care of my health in 2026 I'm going to improve my English skills ကဲအဲ့တော့ pattern လေးကပါလေဒီနှစ်ပေါ့နော် in 2026 ပြီးတော့ I'm going to ဒါမှမဟုတ် I'm gonna ပေါ့နော် gonna ကျတော့ဗာလဲဆိုလို့ရှိရင် spoken English အတွက်ကိုပို့ပြီးတော့မှ fluent ဖြစ်တဲ့သဘောနဲ့ပြောရတာဖြစ်ပါတယ်အဲ့တော့ I'm going to ဒါမှမဟုတ် I'm gonna ပြီးတော့အနောက်က form လိုက်ရမှာဖြစ်ပါတယ်နော်အဲ့တော့နောက်နှစ်အတွက် resolution စိတ်တွေဘယ်လိုမျိုးသတ်မှတ်ချင်လဲသတ်မှတ်ထားပြီလဲ